မင်္ဂလာနေ့တေးမင်္ဂလာနေ့ခင်းလေးပါရှင်မင်္ဂလာနေ့ခင်းလေးဖြစ်ဖို့အတွက်ကျမတို့ကိုတောင်ကိုယူကြရမယ်နော်အခုမျက်စိနှလုံးပွင့်ပြီးဆိုကြတဲ့ကကျမတို့တခါ6ပေါက်ကနေပြီးတော့အာယုံတိတိယဝင်လာပြီနော်အဲ့အာယုံဒီပုံမှာကျမတို့ဟာလိုက်ခံစားပြီးတော့ကံကြီးအများကြီးကိုကျွလွန်နေကြပါပြီအဲ့ကဲကျွလွန်နေတဲ့ကံလေးတွေမှာကျမတို့ကုသိုလ်ကံအကုသိုလ်ကံလေးတွေစစ်စစ်ရွေးချယ်နိုင်ဖို့ကျမတို့အရေးကြီးပါတယ်နော်ဒါမှကျမတို့ရဲ့တနေ့တာကိုမင်္ဂလာရှိရှိဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ကံဒီကိုကျွလွန်တဲ့ခါမှာလေးလေကံဒီကိုကျွလွန်တဲ့ခါမှာလေးကျမတို့ကကျမတို့ရဲ့ကံဒီကိုတစ်ဖက်သားရဲ့အပြောဆိုပေါ့နော်အပြုမူလေးတွေပေါ့မူတည်ပြီးတော့ကြည့်ပြီးတော့ကျမတို့ကတောင်းပြန်ရင်းနဲ့ကျမတို့ကကံဒီကိုမြောက်နေကြတယ်ဒါကသူတိထားရမယ့်ကိစ္စဖြစ်တယ်နော်သူတမားလောက်တာဟာကျမတို့သူလောက်တာဒီသူကံကိုလောက်တာဒီကိုကံဆိုတာကိုကျမတို့ရှင်းရှင်းလင်းလင်းသဘောပေါက်လက်ခံထားရမယ်နော်ဟုတ်ပါတယ်လူတယောက်ကကျမကိုယ်တိုင်မှားခဲ့တဲ့အမှားလေးပေါ့နော်ကျမကတော့ကျမတိတ်ပြီးခံတတ်တယ်ပြီးခံတတ်တယ်တကယ်မိတာရှင်မကြီးကျမပြီးခံတဲ့တူတွေဖြစ်နေတယ်လို့ကျမထင်ခဲ့ဘူးတယ်ကျမမှားခဲ့တဲ့အမှားလေးတစ်ခုကိုအားလုံးမျှဝေမယ်နော်ကိုလိုဖြစ်နေမှာဆိုလို့လူတယောက်ကကိုယ်အနိုင်ကျင့်နေကိုယ်စော်ကားတယ်ကိုယ်နိုင်နဲ့စင်ရင်လုပ်နေတယ်ပေါ့နော်မခံနိုင်အောင်လုပ်တယ်ဒါဆိုရင်ကျမကဟိုရှင်ကလေးကပြိုင်ပြီးရန်ဖြစ်လည်းမရှိဘူးကျမခံတတ်တယ်ပေါ့နော်ပြီးခံတယ်ပေါ့ကျမအသက်လုံးပြောခဲ့တဲ့စကားကျမပြီးခံပါတယ်ပေါ့နော်ဟုတ်ပါတယ်ပြီးခံတာမဟုတ်ဘူးဒီလားခံနေတာဒါပေမဲ့ကျမအဲ့လိုမျိုးသူများလို့ပြန်မပြောဘူးတနေ့ကြာရင်တော့ငါအလေးရောက်နေတော့ငါတနေ့ကြာရင်တော့သူ့ကိုလက်စားချေလိုက်မယ်ငါပြန်လုပ်လိုက်နေဆိုတဲ့စိတ်လည်းမရှိတာအမှန်ပါအဲ့တော့ဒီစိတ်ကလေးကတော်တော်မြင့်မြတ်နေပြီပေါ့နော်ကိုကအဲ့လိုတွေးခဲ့ဘူးလေဒါပေမဲ့ကျမကသူ့ကိုလည်းလက်တော့မပြန်ဘူးချက်ချင်းနဲ့လက်တော့မပြန်ဘူးနောက်တစ်ချိန်နဲ့လက်တော့မပြန်ဘူးသူတို့တည်းများပြောတယ်ငြိမ်ခံနေပေါ့ဒါပေမဲ့ကျမရဲ့စိတ်ကအမြဲတမ်းဝမ်းနေနေရတယ်ကျမစိတ်ဆင်းရဲနေရတယ်အမြဲစိတ်ဆင်းရဲတယ်ပေါ့နော်အမြဲတမ်းကျမရင်ထဲမှာအပြေမမငိုရင်တော့ရင်ထဲမှာငိုနေရတယ်ဒါဟာဒေါသဆိုတာကိုကျမမသိခဲ့ဘူးဒါဟာဒေါသဆိုတာပြင်းပြင်းထန်ထန်ပောက်ကွဲလိုက်မှဒေါသမဟုတ်ဘူးနော်ဒါကျမဝမ်းနဲ့ပူဆွေးနေတယ်ငိုကြွေးနေတယ်ဒါကျမတိတ်လေးနေပြီးပဲလေဒါကျမဒေါသကိုကျူးလွန်နေမိတာပဲအဲ့လိုကျမကဲ့သို့ဒေါသအမှားကိုမကျူးလွန်စေချင်ပါဘူးပြီးခံတာမဟုတ်ဘူးကျမခံနေတာပါသူလောက်တာဒီသူကံမှာကိုလောက်တာဒီကိုကံမှာရှင်းရှင်းလင်းလင်းမြင်မှုလိုပါတယ်သူကံကိုမယူဖို့လိုပါတယ်အခုတော့နေတတ်သွားပြီပေါ့ရှင်အားလုံးကောင်းတဲ့ကံလေးတွေကိုပဲယူဆောင်သွားပြီးတော့မင်္ဂလာရှိတဲ့နေ့လေးတွေပိုင်ဆိုင်ကြပါစေ